ဒီနေ့ကတော့ကျွန်တော် 100 day of virtualization ရဲ့ day 4 ပေါ့နော် day 4မှာ memory virtualization နဲ့ဒီ optimization technique ဆိုပြီးတော့အဲ့ခေါင်းစဉ်နဲ့ပေါ့နော်ကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားပါမယ် Okay အဲ့တော့ကျွန်တော်တို့မနေ့ကဒါဒီ CPU virtualization နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တယ်ပေါ့နော် Okay အဲ့မှာတခုတော့ကြံခဲ့တယ်ဆိုတာကျွန်တော်ဗာလဲဆိုတော့ဒီ technology အကြောင်းကျွန်တော်ပြောပြီးသွားတယ်ဒါပေမဲ့သူ့မှာ name လေးတွေရှိတယ်ပေါ့နော်အဲ့ဒါဗာလဲဆိုကျွန်တော်ဒီ virtualize လုပ်တဲ့အခါမှာဒီ hosted virtualization မှာဆိုရင်ကျွန်တော်တို့ကဒီ hypervisor ထဲမှာပြန် on ပေးရသေးတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့မှာ Intel VDH နဲ့ AMD-V ပေါ့နော်ဒါပြောချင်တာကဘာလဲဆိုတော့ဒီကောင်ဆိုရင် Intel CPU virtualization ဒီကောင်ဆို AMD CPU virtualization ပေါ့နော်အဲ့ဒီကောင်လေးတွေပါအဲ့တော့ဟုတ်ပြီဒီလိုမျိုး on တော့မှကျွန်တော်တို့ကဒီ VM ပေါ်မှာထပ်ပြီးတော့ VM ထပ်ဆောက်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့D2 တော့ကကျွန်တော်ပြောခဲ့တဲ့ဟာပဲပေါ့နော်hypervisor architecture မှာဆိုပါတယ်သူက hosted hypervisor ပေါ့နော်အဲ့လိုမျိုးသုံးတဲ့အခါမှာကျွန်တော်တို့ဒီ technology ကိုကျွန်တော် on ပေးရတယ်ပေါ့နော် Okay ဒါကတော့မနေ့ကကြံခဲ့တဲ့ဟာလေးပြောတာဒီနေ့ CPU ပြီးတော့ကျွန်တော်ဒီ memory နဲ့ပတ်သက်တဲ့ virtualization တွေကျွန်တော်တို့တစ်ချက်ကြည့်အောင်အဲ့တော့ memory virtualization လည်းတူတူပဲပေါ့နော်ကျွန်တော်ဒီ physical ကဟာကိုပဲကျွန်တော် VM ပေါ်မှာပြန်ပြီးတော့ပြန်မျှပြီးတော့သုံးတာအဲ့တော့ပြီအဲ့မှာကျွန်တော်တို့ကဗာလဲအခြေအနေလေးတွေရှိတယ်ပေါ့နော်ဥပမာအပြင်ကျွန်တော်တို့ဒီပေါ်မှာဒီ VM1 ကOkay ဒီမှာဆိုရင်ကျွန်တော်ဒါလေးဖြတ်လိုက်အဲ့တော့ဟုတ်ပြီဒီ server 1မှာကျွန်တော်ကပေါ့total ကျွန်တော်မှာ memory က 128GB RAM ရှိတယ်ပေါ့နော် 128GB RAM ရှိတယ် Okay အဲ့မှာကျွန်တော် VM လေးလုံးစာကျွန်တော်ပြန်ခွဲပေးမယ်ပေါ့နော်အဲ့လိုမျိုးဒီပဲပြထားတယ်နော် Okay အဲ့တော့ကျွန်တော်တို့အောက်မှာကျွန်တော်1 CPU 32 GPU RAM Okay ကောင်းမှာလဲ32ပဲပေါ့နော်အောက်မှာကျွန်တော်64 GPU RAM ပေါ့အောက်မှာကနော်အဲ့ဒီမှာဆိုကျွန်တော်တို့က physical memory ကကျွန်တော်တို့စီမှာဘာပဲရှိရဆို128ပဲရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့128ဒီမကပဲကျွန်တော်တို့ဒီမှာဆိုရင်32ကဘယ်လောက်ရှိမလဲဆိုတော့3လုံးရှိမယ်เนาะအဲ့မှာဒီကျွန်တော်96ဖြစ်နေပြီ96မှာမှထပ်ပြီးတော့64 GB RAM ဆိုတော့ကျွန်တော်160လောက်ဖြစ်နေပြီเนาะဒါပေမဲ့ physical မှာကျွန်တော်ရှိတာ128 GB ပဲအဲ့လိုပေးလို့ရလားဆိုပေးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ hypervisor ကဒီ memory management ကိုသူကလုံနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာသိရမှာကဒါကိုဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့က over commitment လို့ခေါ်တယ်ပေါ့နော် over commitment လုပ်တဲ့အခါမှာကျတော့ကျွန်တော်တို့ကဒီတကူရှိပြီးသား physical RAM ထက်ကျွန်တော်ပို့ပြီးတော့သုံးထားလို့ရတယ်ဒါပေမဲ့သုံးထားရဆိုမှကျွန်တော်အမှန်တိုင်းပြောရင်ဟိုမှာ DVM1 မှာကျွန်တော် Windows Baby Linux သုံးကောင်းသုံးထားလိမ့်မယ်ဒါပေမဲ့အဲ့ VM က 32GB လုံးကိုသူအပြည့်မသုံးပြောချင်တာကသူတကယ်သူရဲ့ VM ကလုံးဝ workload တအားများတယ်ဆိုရင်တော့မှ 32GB မပြည့်လောက်ဘူးပေါ့နော်ဒါမှမဟုတ်ပုံမှန် normal operation run တဲ့အချိန်မှာ VM တက်တဲ့အချိန်မှာသူရဲ့ usage က maybe 10GB 12GB 16GB လောက်ဖြစ်လိမ့်မယ်နော်အဲ့ဒါဆိုကျွန်တော်တို့က32လို့သာကျွန်တော်တို့ပေးထားတာဒါပေမဲ့32မသုံးတာအောင်အဲ့ဒီပေါ့ပဲပေါ့နော်အဲ့လိုပဲကျန်တဲ့ဟာတွေကလည်းအဲ့လိုပဲပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါကိုကျွန်တော်ဘာလို့ခေါ်လဲဆို over commit ပေးရလို့ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒီ host ရဲ့ limitation ကိုပို့ပြီးတော့ကြော့သွားတာပေါ့နော် Okay နောက်တစ်ခုကကျွန်တော်ဘာလဲဆိုတော့ reservation ပေါ့နော်reservation လုပ်တယ်ဆိုတာကျွန်တော်ကြိုပြီးတော့ဘာလဲ booking လုပ်တဲ့သဘောပေါ့နော်ကျွန်တော်ဒီ server တွေမှာလည်း VM တွေကိုကျွန်တော်က reserve လုပ်ထားလို့ရတယ်
Okay ကျွန်တော်တို့ DVN ကတော့ဘယ်လောက်သုံးမယ်ပေါ့နော်ပြောချင်တာသူ့အတွက် dedicated ပေးထားတာပေါ့ဥပမာဟုတ်ပြီကျွန်တော်တို့ကျန်တဲ့ VN တွေကအဲ့ dedicated ပေးထားတာပို့တဲ့ဟာကိုပဲသူကသုံးလို့ရတော့မယ်ဟုတ်ပြီကျွန်တော်ဒီမှာဆို128 GB ရှိတယ်ပေါ့နော်ဥပမာကျွန်တော်က64 GB VN3 sorry ဒီမှာ VN2 3 4အဲ့ကောင်ကျွန်တော်က reserve လုပ်လိုက်တယ် reserve လုပ်လိုက်တယ် sorry 3တစ်လုံးပဲလုပ်နှလုံးပဲလုပ် okay ဒီနှစ်ခုကိုကျွန်တော် reserve လုပ်လိုက်တယ်နော်အဲ့ဒါကျွန်တော်တို့ဒီမှာဆိုရင်128ရှိမယ်ပေါ့ sorry 64ရယ်ကျွန်တော်32ရယ်ဆိုကျွန်တော်96ပေါ့နော်96ကနေကျွန်တော်128ကိုနှုတ်လိုက်ရင်32ကို32 GB ပို့မယ်ပေါ့အဲ့ဟုတ်ပြီ32 GB ပို့မယ်ပေါ့နော်အဲ့တော့ပြောချင်တာတော့ဒီကောင်ကိုကျွန်တော်တို့က reserve DVN တွေကိုကျွန်တော်တို့ reserve လုပ်ထားတယ်ဆိုလို့ရှိရင် RAM တွေကိုပေါ့နော် RAM တွေကို64 GB reserve ဒီကောင်ဆို32 GB reserve လုပ်ထားတယ်ဆိုလို့ရှိရင်ဒီကောင် total 96 GB ကိုသူအသေးမှတ်ထားတော့မှာဒီ host ကနေပြီးတော့ပေါ့နော်128မှာဆိုကျွန်တော်96နှုတ်လိုက်တယ်ဆိုရင်ကျွန်တော်32 RAM ကျန်မယ်ပေါ့နော်အဲ့32ကျန်တဲ့ RAM ကိုပဲကျွန်တော်ဒီ VN12 ကသုံးလို့ရမယ်ဒါကတော့ကျွန်တော် reservation လုပ်တာပေါ့နော် okay နောက်တစ်ခုက blurring လို့ခေါ်တယ်ပေါ့နော် blurring လုပ်တာကကြတော့အဲ့လိုပဲ blurring လုပ်တာဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီ VMware ရဲ့ blurring လုပ်တာပေါ့နော် VMware hypervisor မှာကျွန်တော် blurring လုပ်လို့ရတယ်အဲ့ကောင်ကကြာရင်ခုနလိုပဲကျွန်တော်ဒီကောင်32 GB ပေးထားရဆိုမှဒီကောင်မှာတကယ်တမ်းသုံးတာ16 GB ဖြစ်လိမ့်မယ်အဲ့ခါကျရင်ကျွန်တော်ဘာလဲဆိုရင်16 GB ပို့နေပေါ့နော်ပြောမယ်ဆို idle ဖြစ်နေတဲ့ CPU idle ဖြစ် CPU ပဲ idle ဖြစ်နေ memory ပေါ့နော်idle ဖြစ်နေတဲ့ memory ကိုကျွန်တော်တခြား VM မှာလာပြီးတော့ပြန်မျှပြီးတော့သုံးမိတာပေါ့နော်ဒါ blurring လုပ်တယ်လို့ခေါ်တယ်နော်ဒါကတော့ VMware မှာပါတာပေါ့နော်တခြား hypervisor မှာလည်းပါကောင်းပါလိမ့်မယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒါက hypervisor တွေမှာ management လုပ် memory ကို management လုပ်တဲ့ technique တွေပေါ့နော်ကျွန်တော်အတူပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော် over commit လုပ်တာရှိမယ်ဒါကတော့ကျွန်တော် physical memory ကိုကျွန်တော်တက်ပို့ပြီးကြော်လွန်ပြီးတော့သုံးထားတာပေါ့နော်သုံးထားရဆိုပေမဲ့ကဏ္ဍအားဖြင့်တော့ကျွန်တော်ပေးထားတာဒါပေမဲ့တကယ်တမ်းသုံးတဲ့အခါကျရင်လည်းအဲ့လောက်တော့မကုန်ဘူးပေါ့နော်အခုက reservation လုပ်တာပေါ့နော် reserve လုပ်တာ reserve လုပ်တာကျွန်တော်က physical memory ရဲ့အပိုင်းကိုကျွန်တော်အသေးယူလိုက်တာပေါ့နော်ဒီမှာဆိုရင် VN နှလုံးနဲ့ကျွန်တော် XML ပြထားတယ်အဲ့ဒီနှလုံးဆိုရင်ကျွန်တော် physical 128မှာကျွန်တော်96 GB တစ်ခါယူထားမယ်ပိုးတဲ့ဟာကိုပဲကျွန်တော်တခြား VN တွေကမျှသုံးပေါ့နော်နောက်တစ်ခုက blurring ပေါ့နော် blurring လုပ်တဲ့အခါကျတော့ကျွန်တော်ကဒီ VN ရဲ့ပို့တဲ့ brand uses ပေါ့နော်ဒါမှမဟုတ် idle ဖြစ်နေတဲ့အပိုင်းကိုတခြား VN ကယူသုံးတာပေါ့နော် okay ဒါကတော့ကျွန်တော်ဒီ hypervisor တွေမှာပါတဲ့ memory management နဲ့ပတ်သက်တဲ့အားကိုကျွန်တော်ဒီနေ့memory virtualization and optimization technique ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော် sharing လုပ်ပေးခဲ့တာပေါ့နော် okay အဲ့တော့ကျွန်တော် example လေးတစ်ခုပြမယ်ပေါ့နော်ကျွန်တော်ရဲ့ VMware workstation မှာကျွန်တော်က over commit လုပ်ပြထားတယ် over commit ဆိုတာကျွန်တော်ရှိပြီးသားထက်ပိုတဲ့ဟာပေါ့နော်ဥပမာ okay ကျွန်တော်ရဲ့ set ကဘယ်လောက်ပဲရှိလဲဆိုတော့16 GB ပဲရှိတာပေါ့နော် RAM နော်ဒီမှာဆိုရင်15.8ပေါ့total 16 GB ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ Ubuntu VM ပေါ့နော်ဒါ VM အဲ့ဒီ VM ကိုကျွန်တော်က memory က 24 GB ကျွန်တော်ပေးထားတယ်နော်အဲ့ပြီးတော့ကျွန်တော် power ဖွင့်ကြည့်လိုက်မယ် okay ဒါ over commit လုပ်ပြီးတော့ဖွင့်တယ်ဒါပေမဲ့လည်းတကယ်တမ်းသူကဒီ OS တက်ဖို့အတွက်သုံးတာကကြတော့24 GB မဟုတ်ဘူးပေါ့နော်ပြောချင်တာသူလိုတလောက်ပဲကျွန်တော်ယူသုံးတော့อ่ะပေါ့နော်ဒီမှာဆိုရင်ကျွန်တော် process ထဲမှာချက်သွားကြည့်လိုက်မယ်ဆိုရင် VMware ကဒီမှာဒီလောက်ပဲသုံးထားတယ်ပေါ့နော်သူရဲ့ usage ကအများကြီးမရှိဘူးเนาะပြောချင်တာဒါကသူ့ရဲ့ OS နဲ့လည်းဆိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒါဒီကောင် Ubuntu မလို့သူ့ရဲ့လောက်ကတိတ် OS တက်တဲ့လောက်ကတိတ်မများဘူးပေါ့နော်တခြားဒီကျွန်တော် Windows လို့ပါလို့ဆိုလို့ရှိရင်တော့ဒီများကောင်းများလိမ့်မယ်နော် okay အဲ့တော့ဒါကကျွန်တော်တို့ဒီနေ့ကျွန်တော် sharing လုပ်ပေးတာတော့ဒီလောက်ပါပဲအဲ့တော့နောက်နေ့မှာပြန်တွေ့တာပေါ့